အခုလို့စက်ကပ်ပြီးတော့လူတွေကိုဖြေဖြောတာဟာတဲ့ဒီကုသိုလ်ကြောင့်နောက်ဘဝကြလို့ရှင်ပဟာပဆိုတဲ့နတ်ပြည်ပျော်စရာကောင်းတဲ့နတ်ပြည်တစ်ခုသူတို့ရောက်တယ်လို့ဒီလိုပြောထားတာတဲ့အဲ့ဒါဟုတ်ပါကလားမြတ်စွာဘုရားမမေးနဲ့တဲ့ဒီမေကုံငါမမေးနဲ့ငါမဖြေချင်ဘူးတဲ့ဘုရားတခါသူများထိခိုက်မဲ့ဟာဆိုပြောချင်ဘူးပေါ့ဘုန်းကြီးတွေမပြောမဲထားလိုက်ရင်ကောင်းလားမသိဘူးအဲ့မြတ်စွာဘုရားအတင်းချက်မေးတဲ့ခါကျတော့ဘုရားကဘယ်လိုပြောတော့ဆိုရှုထောင့်လေးကိုတေချာကြည့်ဖို့လိုတယ်မြတ်စွာဘုရားကဘယ်လိုဖြေတော့ဆိုအေးငကိုကမှလူတွေဟာတဏှာရာဂများနေတာတဏှာရာဂများအောင်လုပ်တယ်ငကိုကမှမုန်းတိမှုစိတ်တွေများတဲ့လူတွေမုန်းတိမှုရှိလာအောင်လုပ်တယ်ငကိုကမှတွေ့ဝေမိန်မောနေတဲ့လူတွေကိုတွေ့ဝေမိန်မောအောင်လုပ်တယ်ဆိုလူတွေကိုအကုသိုလ်ဖြစ်အောင်လုပ်သည့်အတွက်ကြောင့်ပဟာသနတ်ပြည်မဟုတ်ဘူးတဲ့ပဟာသငရဲကြတာတဲ့ဟောမြတ်စွာဘုရားဖြေတာအဲ့ဒါလိုဖြေတာဒါဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးဒါလပုဒ္ဒတုတ်ဆိုရှိတယ်ဒါလပုဒ္ဒတုတ်တန်ရုပ်ပါဠိတော်ကိုယူပြီးတော့ဖတ်ကြည့်တယ်ခန္ဓိတန်ရုပ်ဆိုတဲ့မှာရှိတယ်နော်တန်ရုပ်ပါဠိမြန်မာပြန်နေရှိတယ်အဲ့မှာ